အားလုံးပဲမင်္ဂလာပါမနေ့က8ခွန်ပတ်တီဝင်လာတယ်ပေါ့နော်ပြီးတော့အခွေတဲ့ထီသွားပါတယ်ပြီးတော့ဒီတပတ်မွေးဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော် channel ထဲမှာတပတ်စာဗီဒီယိုတင်ပေးထားတာကိုဝင်ကြည့်နိုင်ပါတယ်အမ8ခွန်ပါတယ်ပေါ့နော်8ခွန်မွေးကွက်လည်းအောင်သွားပါတယ်ဘုဒ္ဓဝင်ပါတယ်28ရက်5လ2026မနေ့ညအတွက်က4နှစ်ချင်းမှာ4နှစ်ချင်းပတ်တိကျတဲ့လူတွေကပတ်တိပတ်နိုင်ပါတယ်4နှစ်ချင်း4နှစ်ပတ်တိ4345 နှစ်3ညပါ4ရှင်းနဲ့2 5မိန်အော်ပါ4ရှင်းမိန်ပါရဲဆိုတော့တပတ်စာကဒီ2 break နဲ့9 break ထွက်သေးလို့ပေါ့နော်ဒီရှစ်နဲ့၄ရှစ်မိန်နဲ့2ခွန်2 5 sorry 2 5အရှမ်းထည့်ထိုးပေးပါအားလုံးပဲဒီနေ့လဲပေါက်ကြပါစေ channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်